တွေတူမတွေအားလုံးမင်္ဂလာပါနော်ဒီနေ့ဦးလေးပြောပြမယ့်အကြောင်းအရာလေးဘာလေးလဲဆိုတော့ဒိဋ္ဌိ3မျိုးတဲ့နော်ဦးလေးရဲ့ညီရနော်အသက်ကလည်းသူက60လောက်ရှိနော်ဒါပေမဲ့ဒိဋ္ဌိ3မျိုးနော်ဘာတွေလဲတဲ့နော်သူလည်းအတန်နေရှားနေတော့ငွေရှားနေတော့ဒိဋ္ဌိ3မျိုးကိုမသိဘူးနော်မသိတဲ့အခါကျတော့ဦးလေးကလည်းဒီနေ့စဉ်းစားပြီးတော့တို့ဗုဒ္ဓဘာသာရဲ့ဒိဋ္ဌိ3မျိုးတောင်မသိတဲ့လူတွေရှိတယ်နော်၅ပါးသီလမသိတဲ့လူတွေရှိတယ်အဲ့တော့ဒိဋ္ဌိ3မျိုးကိုဒီနေ့ဦးလေးရှင်းပြအောင်မနော်ဒိဋ္ဌိ3မျိုးဟာတက္ကာယဒိဋ္ဌိရယ်ဥစ္စေတာဒိဋ္ဌိရယ်သသရဒိဋ္ဌိရယ်3မျိုးနော်တက္ကာယဒိဋ္ဌိဥစ္စေတာဒိဋ္ဌိသသရဒိဋ္ဌိနော်3မျိုးအဲ့3မျိုးပြုံးမှသူကနော်သောတာပန်ဖြစ်တာနော်ဦးလေးတို့ဝိပဿနာတရားအထုတ်နေရဆိုတော့ဒီဒိဋ္ဌိ3မျိုးပြုတ်ဖို့နော်အဲ့တော့တစ်ကပါလဲဆိုတော့တက္ကာယဒိဋ္ဌိနော်တက္ကာယဒိဋ္ဌိဆိုတာဘာလဲဆိုတော့ဒီခန္ဓာ၅ပါးကြီးอ่ะနော်ဖောက်ပြန်ခံစားမှတ်သားပြုပြင်သိဝိညာဉ်ဆိုတဲ့နော်ခန္ဓာ၅ပါးကြီးอ่ะတက္ကာယပဲတဲ့နော်အဲ့ခန္ဓာ၅ပါးကြီးကိုနော်ငါလို့ထင်နေတာဟာတက္ကာယဒိဋ္ဌိပဲတဲ့နော်ခန္ဓာ၅ပါးကြီးဟာတက္ကာယတက္ကာယကိုငါလို့ထင်နေတာဟာတက္ကာယဒိဋ္ဌိပဲတဲ့နော်တစ်ကနော်နှစ်ကကြတော့သသရဒိဋ္ဌိနော်သသရဒိဋ္ဌိဆိုတာဦးလေးတို့ကနော်ခိုင်နေမြဲတယ်ထင်နေတာနော်ဖြစ်လိုက်ပြက်လိုက်ဖြစ်နေတာကိုမသိဘူးခိုင်နေမြဲတယ်နော်ကိုယ်ဘယ်နဲ့သိမယ်ဆိုတော့နော်သိမယ်ဆိုတော့သိတယ်ဒါပေမဲ့ဒီဟာကိုမေ့လျော့နေတာမင်းခိုင်မြဲနေတယ်ပဲထင်နေတာနော်လာကိုရင်ငါလာကထုတ်ရမယ်ဟာတစ်နှစ်ပြည့်ရင်ငါပတ်စံဘယ်လောက်ရှာရမယ်စုရမယ်အဲ့ဒီလိုပဲစဉ်းစားနေတာတော့ဒီတွင်းမှာခိုင်နေမြဲတယ်ဒီတွင်းမှာသိမလားမသိလားဆိုလူတွေကများသောအားဖြင့်မတွေးမိကြအောင်နော်အဲ့ဒါကိုဦးလေးပြောနေတာနော်သတ္တရဒိဋ္ဌိဆိုတာခိုင်နေမြဲတယ်ထင်တယ်ကိုယ်သက်ရှည်အောင်မယ်လို့ရွေးအားလုံးကတွက်နေကြနော်အဲ့ဒါသတ္တရဒိဋ္ဌိခိုင်နေမြဲတယ်လို့ထင်တာသတ္တရဒိဋ္ဌိနော်ဥစ္စေတာဒိဋ္ဌိဆိုတာသိရင်ဘာမှမဖြစ်တော့ဘူးသိရင်အေးတာပဲသိရင်ဘာမှမဖြစ်တော့ဘူးလို့နော်ခံယူကြတာအဲ့လိုခံယူတဲ့လူတွေကဟာကိုယ့်ဘာကိုစိတ်တွေညစ်တယ်နော်သေတာပဲကောင်းတယ်ဆိုပါလဲဆိုသေရင်ကောင်းတယ်ရွက်ထင်တာနော်ဒီတဲ့ဆိုးတဲ့ဘဝရောဟာခွေးဘဝတို့နော်ဟိုကဒီကောင်တို့ပတ်ကြည့်တို့နော်မြောက်တို့နော်ဖြစ်သွားရင်ဘယ်လိုလုပ်မလဲသေရင်အေးတယ်ဆိုတော့ဒီဘဝအေးတယ်လို့တွေ့တယ်နော်နောက်ဘဝဘာဖြစ်မယ်ဆိုလူတွေကထက်မတွေ့ကြအောင်နော်ထက်မတွေ့တဲ့အတွက်ဘာသေရင်ပြီးတာပဲပြတ်တာပဲလို့အဲ့လိုထင်တယ်ဒီတဲ့ဆိုးတဲ့ဘဝရောက်သွားရင်ဘယ်လိုလုပ်မလဲနော်ဝက်ဘဝတို့နော်ငါးဘဝတို့ရောက်သွားရင်ဘယ်လိုလုပ်မလဲနော်အဲ့ဒါလေးကိုဦးလေးကနော်ဒိဋ္ဌိ3မျိုးနဲ့ရှင်ပြီးတော့ရှင်းပြပါရနော်အားလုံးကျေးဇူးတင်ပါတယ်တာဓု